无马的，没有追我，你们包毛有了，对啊，啊，鲁莽啊，一门追我，我手劲不得吧？追没路上子追呢追。大家見錄ထည့်လိုက်ပြန်ပြီ大家見နောက်ထပ်ဗီဒီယိုနော်နောက်ထပ်ဗီဒီယိုနောက်တစ်ပုတ်ဆိုတော့ဒီဗီဒီယိုက大家見နောက်ဆုံးလုပ်ထားတဲ့ဗီဒီယိုကျွန်တော်ကြည့်ခိုင်းတာတွေမပါဘူးပေါ့နော်ကျွန်တော်ကလည်းကျွန်တော်ဆိုကြည့်ရနော်သူပြောလို့ကျွန်တော်ကြည့်ရလဲမပါဘူးပြီးရင်သူအတင်းလုပ်ခိုင်းတယ်ကျွန်တော်ပါဘူးနော်သူပတ်စံပေးတာလည်းမဟုတ်ဒီကတော့ကြက်သားဟင်းလို့ခေါ်တယ်ဒါလုံးပဲမင်္ဂလာပါဗျာဟင်းချက်နီဗီဒီယိုလေးတွေကိုမျှဝေပေးနေတဲ့ Cooking Fucking YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ် Okay စလာနဲ့ Okay what cooking fucking okay တော့ပြောကြရှိ Okay တိုက်ခိုက်ခြင်းဗီဒီယိုပဲဆိုတော့ပြောကြတော့မရှိ တော့ကြက်သားကာလာသားရောတဲ့ channel လေးကိုမျှဝေပေးတော့မှာဖြစ်ပါ ဘိုင်ကြက်သားကာလာသားယောဂချက်ကျွန်တော်ပြောတာမှန်လားနော် မျှဝေပေးတော့မှာဖြစ်ပါတယ်ဗျာဟာပထမဆုံးအနေနဲ့ကြက်သားဟင်းချက်ဖို့အတွက်လိုအပ်တဲ့ဓာတ်ကို တော့အမကျွန်တော်စမ်းပြီးတော့မရည်ပဲနေကြည့်မယ် Okay ဒါမရည်ပဲနေကြည့်မယ် ကြက်သားခုံးလိုက်ပါရတော့ကျွန်တော်မပြတော့ဗျာနော်ဒီဈေးကအန်တီကိုပဲပေါ့နော်ကျွန်တော်ရေးပြပေးထားပါတယ်ကျွန်တော်တို့ဒီဥစားကြက်လို့လည်းခေါ်တယ်ကြက်စားကြက်လို့လည်းခေါ်တယ်ကျွန်တော်ဒါကြီးလေးမျိုးမှာရှိတယ်အာခါဈေးမှာဈေးဝယ်နေတာဖြစ်ပါတယ်ဗျာနော်အာခါဈေးမှာဈေးဝယ်နေတာဖြစ်ပါတယ်ဗျာနော် လုံးဝလားကိုမေကိုလို့ရတော့မင်းတို့ခိုးဓာတ်မဝယ်တာဒီကလုံးဝလား ပထမဆုံးအနေနဲ့ ဒါရမှတ်မိဒီဒါရမှတ်မိလာတော့မသိဘူးခလေးတော့မရှိလို့လည်းမရဘူးဗျာ ဒီကနေခုံးလာတဲ့အတုံးတုံးပြီးသားကြက်တုံးကိုကျွန်တော်တို့ရေနဲ့တန်းစင်သွားအောင်ဆေးကြောပေးရမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့ပထမတရေအကျန်းဆေးမယ်ပြီးတော့ရင်နောက်ထပ်တရေထပ်ဆေးမယ်ပြီးတော့ရင်ထပ်ဆေးမယ်ကျွန်တော်တို့ဆေးမယ် ကျွန်တော်ဈေးရင်တော့ဈေးနိုင်ပါဘူး ဒီကောင်ပြန်လာသေးတယ်ဒီကောင်ဘယ်လဲရတော့ဘာလည်းမသိဘူးဗျ Origin ဖုန်းကားပါလားဘာလည်းမသိဘူးအဲ့ရကောင်ပြန်လာသေးတယ် ကျွန်တော်တို့လီကိုရေနဲ့တန်းစင်သွားအောင်ဆေးကြောပေးရမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်ဗီဒီယိုမှာရိုက် ဘိုင် မဟုတ်ဗျာ ကျွန်တော်တို့လီကိုရေနဲ့ ဖေးအဲ့ကျွန်တော်ပြောလို့မရအဲ့ကျွန်တော်ပြောလို့မရဒါပေမဲ့ပြလို့ရပြောလို့တော့မရမှန်တော့မှန်ပါဆိုတော့ show ရဲ့နာမည်က cooking fucking တော့ ဗီဒီယိုမှာရိုက်ပြထားလေးကတော့ကျွန်တော်ခေါင်းဖြစ်ပါတယ်ဗျာနော်ကျွန်တော်ခေါင်းမှာအမောက်ကြီးပါနေရပေါ့နော်ကျွန်တော်ရဲ့တင်ငယ်ချင်းတွေကိုကျွန်တော်စကျင်နောက်ကျင်လို့ကျွန်တော်ရဲ့တင်ငယ်ချင်းတွေကိုရိုက်တက်ပြီးတော့3-4ပိုင်းလောက်ပိုင်းပြီးတော့ကျွန်တော်ထည့်ချက်ထားတာဖြစ်ပါတယ် Okay ဗီဒီယိုကတော့နည်းနည်း dark ဖြစ်လာပြီနည်းနည်းတော့ပိုပြီးမှောင်လာပြီပေါ့နော် ဒါလေးတွေကိုတွေးပြီးနေရလေးတွေကိုပါလာတတ်ပါတယ် ကျွန်တော် what was that ညချက်သွန်ပြူစတင်နိုင်တော့ကျွန်တော်မပြတော့ပါဘူးဗျာနော်ကျွန်တော်ဗီဒီယိုမှာပြထားသလိုမျိုးချက်သွန်နေနဲ့ပပလေးလှီးပါမယ်ဗျာနော်ချက်သွန်ပြူကိုလည်းကျွန်တော်တို့ဓားပြရိုက်လိုက်လို့ရှိရင်လည်းရပါတယ်ဓားနဲ့ပပလှီးမယ်ဆိုရင်လည်းရပါတယ်ဗျာနော်ဓားပြကိုဓားပြထည့်ရိုက်တာဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့ဓားနဲ့လှီးပြီးတော့ဓားနဲ့မစင်းတော့ Hey what ခုနနိုးလာအဲ့ရထားအကောင့်ကြိုက်တယ်ဆိုတော့ပြီးတော့ကျွန်တော်တာဂန်ဒီဗီဒီယိုကြည့်ဆိုလို့ကျွန်တော်ကြည့်ရဗျာကျွန်တော်ဘာပြောမှလည်းမသိဘူးပေးပါ လေးလှီးပြီးသွားလို့ရှိရင်ကျွန်တော်လူတိုင်းအိမ်မှာရှိနိုင်တယ်ဓားနဲ့ကျွန်တော်ဓားမှာအမောက်ကြီးပါနေရပေါ့နော်ခရမ်းညင်တီကိုလည်းလှီးပြီး ခရမ်းညင်စီပါခရမ်းရောင် ထည့်ပေးရမှာဖြစ်ပါတယ်တကယ်ချင်းတို့ရေဇဗလင်ကိုဇဗမတရားနဲ့ပေါ့နော်ကွဲသွားအောင်ရန်တိုင်ပေးရမှာဖြစ်ပါတယ်တို့အနေနဲ့ဒါမှမရှိဘူးဆိုလို့ချင်းလေဒါဒီသုံးလို့ရပါတယ်ရတာမုံတွေထည့်မှာဖြစ်ပါတယ်ဗျာနော်တချို့ကလည်းနနွင်းမုံလို့ခေါ်တယ်တချို့ကဆက်နွင်းမုံလို့ခေါ်တယ်တချို့ကလည်းထမင်းမုံလို့ခေါ်တယ်တချို့ကအကြောင်းနေမုံလို့ခေါ်တယ်တချို့ကအစိမ့်မုံလို့ခေါ်တယ်တချို့ကလည်းစားမုံလို့ခေါ်တယ်တချို့ကလည်းကြက်သားမုံလို့ခေါ်တယ်တချို့ကလည်းကြက်သားမုံလို့ခေါ်တယ်ပြီးသွားတဲ့ခါမှာတော့ကျွန်တော်တို့ဓာတ်ခုတ်ကောင်းတွေထည့်မှာဖြစ်ပါတယ်တကယ်ချင်းတို့ရေချက်သားနဲ့ချက်ဖို့အတွက်ဘူးတီကိုကျွန်တော်တို့လက်ကြည့်လိုက်မယ်ကျွန်တော်ဗီဒီယိုမှာရိုက်ပြထားလေးကတော့ဘူးတီဖြစ်ပါတယ်ဗျာနော်လက်ဓာတ်မျိုးထည့်ချက်ထားပါတယ်ရေးဆေးပေးပြီးသွားရင်တော့ဇလုံးတစ်ခုဒါမှမဟုတ်စကန်တစ်ခုဒါမှမဟုတ်စကန်တစ်ခုဒါမှမဟုတ်ဘလုံးတစ်ခုထဲမှာထည့်ထားပြီးအောင်ဖြစ်ပါတယ်တကယ်ချင်းတို့ရေရောက်တော့မှာဖြစ်ပါတယ်ဘူးတီလုံးလေးတွေကလည်းအယောင်လေးပြောင်းပြီးတော့ဘူးသွားတဲ့အနေထားကိုရောက်တော့မှာဖြစ်ပါတယ်ဗါလေကျွန်တော်ကတော့ဓာတ်လေးတစ်ချောင်းထည့်ပြီးတော့အဖုံးလေးအုပ်ထားပြီးတော့ထားပေးလိုက်မှာဖြစ်ပါတယ် the right sword ထားပေးလိုက်မှာဖြစ်ပါတယ်ဗျာဒီဒဲနီနဲ့ပေါ့နော်ကြော်တဲ့အခါကက်တယ်ပေါ့နော်မကက်အောင်ဘယ်လိုလုပ်ရမလဲဆိုပြီးမေးကြတဲ့တကယ်ချင်းတွေပေါ့နော်ဒီဒဲပြနဲ့ကြော်ပြရပါတယ်ဗျာနော် Yo this kid ဒီကောင်ထပ်ပြီးတော့အဲ့လိုအယောင်ကာလာမော့ရဖီမဟုတ်ဟိုဂျန်ဒါဂျိုးထပ်လို့တော့ရင်ကျွန်တော် TV ကိုတခါရင်1000သူ့ကိုပြီးသွားမှာပေါ့နော် ပြပေးရဖြစ်ပါတယ်လီထေသွားရင်လည်းအားလုံးတောင်းပန်ပါတယ်ဗျာနော်ကျွန်တော်တို့ What ရှင်းပြပေးရဖြစ်ပါတယ်လီထေသွားရင်လည်းတောင်းပန်ပါတယ်ဗျာနော်ကျွန်တော်တို့အိုးမကက်အောင်ပေါ့နော်ကျွန်တော်ကတက်စီတွေရအောင်လုပ်ထားတဲ့ကြောင့်မလို့ကျွန်တော်ခုကြော်နေရလဲမကက်ပါဘူးဗျာနော်တစ်ချက်လောက်ကြည့်ကြည့်ပါလုံးဝအိုးမကက်ပါဘူးဗျာနော်မကက်ပါဘူးဗျာနော်လုံးဝအိုးမကက်ပါဘူးဗျာနော်ဒီဒဲစိမ့်နဲ့ကြော်ပေးရပါတယ်ဗျာနော်ခဏလောက်မှု
ရေဒါမှမဟုတ်ရင်နွေးထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့လက်စေးရေးထည့်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့အကြိုက်ကိုပြောမှဆိုရင်ကျွန်တော်ဒီဇေယျအန်ဒီကိုကြိုက်တယ်ပေါ့နော်ကျွန်တော်ရဲ့အကြိုက်ကိုပြောပြတာဖြစ်ပါတယ်အန်ဒီကောင်းမှာအမောက်ကြီးပါနေရပေါ့နော်ကျွန်တော်ရဲ့ဘော်ဒါတင်ငယ်ချင်းတွေနဲ့အတူတူစားမှာဆိုတော့ကျွန်တော်ရဲ့တင်ငယ်ချင်းတွေကိုကျွန်တော်ထပ်လို့ကျင်လို့ကောင်းချော်ရေးထည့်မှာဖြစ်ပါတယ် Oh my god မဟုတ်တိုက်ကခင်ဒီတစ်ခေါက်ဗီဒီယိုကတော့အရန်ကြံသွားပြီ like ဖြစ်နိုင်ဘူးဗျာ အဘူးဒီကိုလည်းကိုကမမာလေးလိုချင်လားနည်းနည်းအီလေးလိုချင်လားနည်းနည်းမမာအီလေးလိုချင်လားတညကြီးကိုဘလို့မလို့ထည့်ပေးလိုက်ပါမယ်ဗျာနော်ဒါပြီးရင်တော့ကျွန်တော်တို့ငံပြာကြီးပေါ့နော်ငံပြာကြီးကတော့ပစွန်ငံပြာကြီးငါးငံပြာကြီးဓာငံပြာကြီးတကငငံပြာကြီးတင်ကငံပြာကြီးနူးမီငံပြာကြီးစက်သားရတာပေါ့နော်ဘူးဒီဘက်လေးတွေကြက်ဖြစ်သွားတယ်ဒီခဏလောက်ထားပေးမယ်ဆိုရင်တော့စားခြင်းစပွဲကြက်သားကာလာသားကြောကောင်းချက်ဟင်းပွဲလေးကိုရရှိပဲဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့တင်ငယ်ချင်းတွေကဘယ်မျိုးဘယ်ဒေတာတွေကလဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးတွေရောဘယ်မျိုးဘယ်ဒေတာတွေကလဲကျွန်တော်ကတော့ဘယ်မျိုးဘယ်ဒေတာတွေကလဲမန္တလေးတိုင်းကြောက်စက်ခရိုင်မြစ်သားမျိုးနဲ့ကုမဲတိုက်နယ်ကျွန်တော်ဗီဒီယိုမှာရိုက်ပြထားရတာကတော့ကျွန်တော်ရဲ့ဒါစာဖြစ်ပါတယ်ဗျာနော်အခုကျွန်တော်မျှဝေပေးလိုက်တဲ့ဟင်းချန်ဒီဗီဒီယိုကျွန်တော်ဗီဒီယိုမှာရိုက်ပြထားရတာကတော့ကျွန်တော်ရိုက်တက်ထားတဲ့ကျွန်တော်ရဲ့တင်ငယ်ချင်းဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ပါနေဖို့အတွက်ကိုတင်တိုင်းထားကိုထုတ်မှာဖြစ်ပါတယ်တင်ငယ်ချင်းတို့ရေ no မစိုးပါဘူးဗီဒီယိုလေးကမစိုးပါဘူး like ကျွန်တော်တို့ထောင်ပေးရမှာဆိုတော့ yeah ဒါကိုကျွန်တော် ဆက်ကြောက်မှကြည့်ရစို့တေးရကျွန်တော်ရေးတက်တာ Oh my god